ဆိုင်းတပွဲတီယုံနဲ့သိန်း120ရတဲ့အထိဝင်ငွေကောင်းတဲ့ခေရတနာဆိုး The Voice မြန်မာပြိုင်ပွဲမှာဝင်ရောက်ရှင်ပြိုင်ခဲ့တဲ့ခေရတနာဆိုးကရတနာလွမ်းဆိုတဲ့ဆိုင်းအဖိုက်ကိုတီထောင်ထားခဲ့တာ10နှစ်ကျော်သွားခဲ့ပါပြီ။ခေရတနာဆိုးနဲ့အမေထီသူတို့ကဆိုင်းကိုဦးစီးပြီးတော့ဒိုင်အိုးနဲ့တကြောမှာဖျော့ပြေးပါတယ်။ခေရတနာဆိုးကဆိုင်းအတက်အနုပညာကြီးကိုတပွဲ390ကနေ320အထိရရှိပါတယ်။အရင်ကတပွဲကို340ရပေမဲ့အခုတော့အနုပညာကြီးကိုမင်းလိုက်ပြီးတညကို320အထိရပါတယ်။တညကို320ရတာမဟုတ်ပဲ2ရက်အိတ်3ရက်ဆိုင်းဖြော်ပြီးမှ320ရတာဖြစ်ပါတယ်။ဆိုင်းတီးခ320ဆိုတာကသူတယောက်တည်းရတာမဟုတ်ပဲတပွဲသားလုံးကိုလည်းခွေးဝေပြီးပေးရပါတယ်။ဆိုင်းအဖွေမှာပါဝင်သူတွေကအသက်ကြီးသူတွေဖြစ်ပြီးသူတို့ကိုပြန်ကြည့်ရတာပေါ့။ခေရတနာဆိုးကမြန်မာစတာသချင်းဆိုပြိုင်ပွဲမှာဒိုင်လုတ်နေပြီမဲ့အခုကဒိုင်ကနေနှုတ်ထွက်လိုက်ပြီးဆိုင်းပဲတီးတော့မှာပါ။အလမဲ့ပြိုင်ပွဲလေးဝင်ပြိုင်ပြီးထစ်တဲ့အပြင်တချင်းဆိုပြိုင်ပွဲမှာလည်းဒိုင်လုတ်ပြီးသွားလိုက်ခေရတနာဆိုးကဆိုင်းပဲပြန်တီးမှုပြင်ဆင်နေပါပြီ။ဆိုင်းတပွဲတီးယုံနဲ့3,000ဝစီရရဲ့ခေရတနာဆိုးကိုအားချနေပြီလားဆိုတာကောမမတ်ထုတ်ပြတ်ခဲ့ပါအောင်နော်။